မိတ်ဆွေတို့ရဲ့ဘဝမှာနေ့တိုင်းမနက်ကနေညအထိအလုပ်တွေစူးစမ်းပြီးလုပ်နေပေမဲ့လားကုန်ရင်ကိုယ့်ရဲ့လက်ထဲမှာပတ်စံမကြံဘူးဆိုတဲ့စက်တနာမျိုးကြုံဘူးပါလားလားစာလေးရလာရင်ဘယ်ရောက်သွားမှမသိပဲရက်ပိုင်းအတွင်းကုန်သွားတတ်တာမျိုးပေါ့တကယ်တော့အသက်25နှစ်မတိုင်ခင်မှာအလွန်များပြားတဲ့ငွေကြေးပမာဏအမြောက်များကိုစုဆောင်းနိုင်ခဲ့တဲ့သူတွေဟာအလုပ်တစ်ခုဝင်ငွေတစ်ခုတည်းနဲ့ရက်တည်နေရကြောင်းမဟုတ်ပါဘူးလူတွေတိတ်ပြီးမလို့ရှင်ကြတဲ့ပြင်းစရာကောင်းပြီးရိုးရှင်းလို့နဲ့ငွေစုနီးလန်းတွေကိုအသုံးချခဲ့လို့ပါပဲဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ဘဝတွေကိုပြောင်းလဲပေးနိုင်တဲ့လူတွေတိတ်ပြီးစိတ်မဝင်စားကြပေမဲ့တကယ်ကိုငွေစုနိုင်စေမဲ့အလေးချင်း10ခုကိုကျွန်တော်တို့ရဲ့မြန်မာလူမျိုးတွေနဲ့ကန့်ညီရဲ့အရှင်တွေကိုပြန်လဲမျှဝေပေးသွားမှာပါဒီလေးချင်းတွေကမိတ်ဆွေရဲ့ငွေကြေးအရှင်တွေကိုတိတိကျကျပြောင်းလဲပေးနိုင်ပါတယ်ဒီဗီဒီယိုလေးမှာတော့ဒီအဆက်10ချက်ကိုအသေးစိတ်ရှင်းပြပေးထားတာဖြစ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့တိုက်တွန်းချင်ပါတယ်ပထမဆုံးအချက်ကတော့ဟောင်းနှွမ်းနေတဲ့ကားကိုပဲဆက်စီခြင်းဒါမှမဟုတ်အများပြည်သူအသုံးပြုနေတဲ့တယ်ဝေပို့ဆောင်ရေးစနစ်တွေကိုအသုံးပြုခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့လူအတိုင်းဝိုင်းမှာအလုပ်ကိုင်နေဆင်ပြေလာပြီဆိုရင်ပထမအဦးဆုံးစဉ်းစားကြတာကကားကောင်းစားတစ်စီးလောက်ဝယ်စည်းမယ်ဆိုတာပါပဲတကယ်ချင်းတွေရှိမှမျက်နှာပန်းငှခြင်းလို့လူတော်တိုးကျင်လို့ဆိုပြီးသိန်းရာရှိထောင်ရှိတန်တဲ့ကားတွေကိုအရေးကြီးစနစ်တွေနဲ့ဝယ်ယူကြပါတယ်ဒါပေမဲ့တကယ်တမ်းစဉ်းစားကြည့်ရင်ကားတစ်စီးဆိုတာကိုယ့်ပုံနေရာတစ်နေရာကနေနောက်တစ်ရာကိုပို့ပေးဖို့တတ်ပါပဲမြန်မာနိုင်ငံလိုနေရာမျိုးမှာကားဝယ်လိုက်ပြီဆိုတာနဲ့ကားဘိုးအပြင်တက်စီဘိုးအင်ဂျင်ဝိုင်လဲတဲ့စရိတ်စားပြင်တဲ့စရိတ်လမ်းကြီးစတာတွေကလားစဉ်အမြောက်အများကုန်ကြနေပါတယ်အကယ်၍မိတ်ဆွေအနေနဲ့ဈေးသက်သာတဲ့ကားဟောင်းလေးတစ်စီးကိုပဲစီးမယ်ဒါမှမဟုတ် YBS လိုဘတ်ကားတွေကိုပဲစီးမယ်လိုအပ်မှသာတက်စီငှားသွားမယ်ဆိုရင်တစ်လကိုငွေသိန်းနဲ့ရှိပြီးစုမိနိုင်ပါတယ်အဲဒီစုမိတဲ့ငွေတွေကိုရွှေဝယ်တာဖြစ်ဖြစ်တခြားဝင်ငွေရမယ့်နေရာမှာယင်းနှမြုံနှံတာပဲဖြစ်ဖြစ်လောက်ကင်လိုက်မယ်ဆိုရင်မိတ်ဆွေရဲ့အနာဂတ်အတွက်အရန်ကိုအထောက်အကူဖြစ်စေမှာပါဒုတိယအချက်ကတော့အစားအစာတစ်မျိုးတည်းကိုပဲထက်ခါတလဲလဲစားသုံးခြင်းပါပဲကျွန်တော်တို့တွေဟာနေ့တိုင်းမနဲ့မိုးလင်းပါပြီဆိုတာနဲ့ဘာဟင်းစားရမလဲစဉ်းစားရတာကိုအလိုတစ်ခုလိုဖြစ်နေတတ်ကြပါတယ်အပြင်စားတွေဟော့ပေါ့တွေဘာဘီကျူးတွေခဏခဏစားတာဟာပါးစပ်အတွက်အရသာရှိပေမဲ့ပတ်စံအိတ်တွေတော့တကယ်ကိုထိခိုက်စေပါတယ်တပတ်ကိုဟော့ပေါ့တစ်ခါစားရင်အနည်းဆုံးတောင်းကနန်းလောက်ကုန်ကြပါတယ်အဲ့ဒီအစားကိုကြိုက်တဲ့ကျမ်းမာရေးနဲ့လည်းညီညွတ်တဲ့ဟင်းလျာ3-4မျိုးလောက်ကိုပဲလှည့်ပတ်ပြီးဆက်စားကြည့်ပါဥပမာစက်သားဟင်းပဲဟင်းကစွန်းရွက်ကြော်စသဖြင့်ကိုချက်တက်တဲ့ဟင်းတွေကိုပဲပုံမှန်ဆက်စားတာကအချိန်နဲ့တက်တာသလိုဝေကြေးကုန်ကြမှုလည်းအရန်ကိုတက်တာစေပါတယ်ပြင်းစရာကောင်းတယ်လို့ထင်ရပေမဲ့ဝေစုကျင်နေဆိုရင်တော့ဒီနီလန်ကတကယ်ကိုထိရောက်ပါတယ်တတိယချက်ကတော့ဝယ်ထားတဲ့အစားအစာမှန်သမျှအကုန်စားဖြစ်ခြင်းဒါမှမဟုတ်လေလွင့်မှုမရှိအောင်တင်ဆက်ခြင်းဖြစ်ပါတယ်ဒီကတက်တာထဲမှာဝယ်ထားပြီးမချက်ဖြစ်တဲ့ပုတ်သိုးသွားလို့လွတ်ပြလိုက်ရတဲ့ဟင်းသီးရွက်တွေအသားငါးတွေဘလောက်တောင်ရှိနေပြီတဲ့သမင်းတွေပို့လို့လွတ်ပြရတာတွေလည်းရှိမှာပါအမှန်တော့အဲ့ဒါတွေအားလုံးကမိတ်ဆွေရဲ့ရှာထားတဲ့ပတ်စံတွေပါပဲအလွယ်လွယ်မရှိအောင်ချက်ပြုတ်စားတော့တာဟာငွေစုတဲ့နေရာမှာအလွန်ကိုအရေးကြီးပါတယ်မနှက်ပြန်အတွက်ဘာချက်မလဲဆိုတာကိုရေခဲတက်တာထဲမှာကြံနေတဲ့ပစ္စည်းတွေကိုကြည့်ပြီးစဉ်းစားပါထမင်းကြရင်နောက်နေ့မနက်မှာထမင်းကြော်စားလိုက်ပါဈေးသွားရင်လည်းလိုအပ်တာတဲ့ပုံမဝယ်ပဲတပတ်စာအတိအကျစည်ရင်းလုပ်ပြီးဝယ်တဲ့အလေးချင်းကိုငွေမြူပါစရုပ်ထားချက်အနေနဲ့ကတော့ကော်ဖီနဲ့ရွှေတွေကိုအိမ်မှာပဲဖြောတောက်ခြင်းဖြစ်ပါတယ်အခုနောက်ပိုင်းလူငယ်တွေကြားမှာနာမည်ကြီးကော်ဖီဆိုင်တွေထိုင်တာဘာပဲတီးစောက်တာတွေခေတ်စားလာကြပါတယ်ကော်ဖီတစ်ခွက်ကို9000ကနေ1000ကျော်အထိပေးရတတ်ကြပါတယ်ဒီနေ့ကိုကော်ဖီတစ်ခွက်ဝယ်တောက်မယ်ဆိုရင်တစ်လကိုအနည်းဆုံး3သိန်းခွဲဝန်းကျင်ကုန်သွားပါပြီဒီနေ့စာတွက်ကြည့်မယ်ဆိုရင်320နီးပါးရှိပါတယ်အဲ့ဒီအစားကော်ဖီတုပ်လေးတွေဝယ်ပြီးအိမ်မှာဒါမှမဟုတ်ရုံမှာကုပ္ပစာကိုဖြော်တော့မယ်ဆိုရင်ကုန်ကြစည်ရဲ့
10ပုံတပုံလောက်ပဲကြားတင်ပါပါကိုကကော်ဖီဆိုင်ထိုင်ရတာအရန်ကြိုက်တယ်ဆိုရင်တော့နေ့တိုင်းမထိုင်ပဲတပတ်ကိုတစ်ခါလောက်ပဲဆူရှာတဲ့အနေနဲ့ထိုင်တာမျိုးပြောင်းလဲတင်ပါတယ်ပြင်စမအချက်ကတော့အလုပ်သွားရင်ဖြစ်ဖြစ်ခီးသွားရင်ဖြစ်ဖြစ်အစားအသောက်တွေကိုဂျိုင်းနဲ့ထည့်သွားပါရုံသွားတဲ့အခါနေ့လယ်စာကိုအပြင်ထွက်စားတာကပတ်စံပုတ်ကုန်စေပါတယ်နေ့လယ်စာတစ်နက်ကိုအနည်းဆုံး3000ကနေ9000ထိပေးနေရပါတယ်အိမ်ကနေထမင်းကြိုက်ထည့်သွားမယ်ဆိုရင်ဝေကုံတက်တာရဲ့အပြင်တန်ရှင်လက်ဆက်တဲ့အင်ဂျင်ဟင်းကိုစားရလို့ကျန်းမာရေးအတွက်လည်းပိုပြီးကောင်းပါတယ်ခီးသွားတဲ့အခါမှာလည်းလမ်းမစားရင်စားဖို့အတွက်မုံတွေရေတန့်မှုတွေကိုအိမ်ကနေကြိုတင်ဝယ်ယူသွားတာကလမ်းမေးကားဆိုင်တွေမှာဈေးကြီးပေးပြီးဝယ်စားရတာတဲ့အများကြီးကိုတက်တာစေပါတယ်ဒီအလေးချင်းတွေကတင်းငယ်ပေမဲ့ရေရှည်မှာဝေးအများကြီးစုမိစေတဲ့အလေးချင်းကောင်းလေးတစ်ခုပါပဲစတမအချက်ကတော့ online ကနေမဝယ်ပဲအပြင်ထွက်ပြီးကိုယ်တိုင်သွားဝယ်ခြင်းဖြစ်ပါတယ်အခုခေတ်မှာဖုန်းလေးပို့ရင်းနဲ့ online shopping တွေ Facebook live တွေကနေဈေးရောက်တာတွေကိုကြည့်ပြီးမလိုအပ်ပဲစိတ်အလိုလိုက်ဝယ်မိတာတွေအများများလာပါတယ်အလွယ်တကူဝယ်လို့ရနေတော့ပတ်စံကုန်မှမသိတော့ပါဘူးဒါတွေကိုကာဝယ်ဖို့အတွက်ဆိုရင်ဖုန်းထဲကဈေးဝယ်တဲ့ application တွေကိုဖြတ်ပစ်လိုက်ပါတကယ်လို့ပစ္စည်းတစ်ခုခုလိုချင်နေဆိုရင်ကိုယ်တိုင်အပြင်ကဆိုင်ကိုသွားဝယ်ရမယ်လို့စီကံသတ်မှတ်ထားလိုက်ပါအပြင်ထွက်ရမှာကားစီးရမှာနေပူတယ်သွားရတာမျိုးတွေကိုပြင်းတဲ့အခါမှာအဲ့ဒီပစ္စည်းကိုတကယ်မလိုအပ်ရင်မဝယ်ပြတော့ပါဘူးဒါဟာမလိုအပ်တဲ့အသုံးစရိတ်တွေကိုထိန်းချုပ်ဖို့အကောင်းဆုံးသောနည်းလမ်းတစ်ခုပါပဲတရမအချက်အနေနဲ့ရိုးရှင်းတဲ့အဝတ်အစားတွေကိုပဲရွေးချယ်ဝတ်ဆင်ခြင်းအကြောင်းပြောပါမယ် fashion ဆိုတာအမြဲတမ်းပြောင်းလဲနေတာပါဒီနေ့ခေတ်စားတဲ့အဝတ်အစားတွေကနောက်လာဆိုယူသွားပြန်ရောအဲဒီတော့အမြဲတမ်းအသစ်တွေလိုက်ပြီးဝယ်နေမယ်ဆိုရင်မိတ်ဆွေရဲ့လားစားတွေကအဝတ်စားပုံနဲ့တင်ကုန်သွားပါလိမ့်မယ်အောင်မြင်တဲ့စီးပွားရေးသမားတွေဥပမာ Facebook တည်ထောင်သူမတ်ဆူစာဘတ်ဆိုရင်နေ့တိုင်းတီရှပ်အမဲရောင်တက်တဲ့တွေကိုပဲဝယ်ပါတယ်ဘာဝေးရမလဲစဉ်းစားရတဲ့အချိန်ကိုတက်တာစေတယ်လို့ဝေကုံကြေးချမှုကိုလည်းတက်တာစေပါတယ်ကျွန်တော်တို့လည်းအရေးသွေးကောင်းပြီးကြာခံတဲ့ဘဲရှင်ဝစ်ရိုးမသွားတဲ့အခြေခံဝတ်စားတွေကိုပဲရွေးချယ်ဝယ်ယူတင်ပါတယ်ပွဲတက်ဖို့ဝတ်စားတွေကိုခဏခဏအစ်စ်ဝယ်မယ့်အစားရှိတာလေးတွေကိုတတ်ရက်ဖက်ဝတ်ဆင်တဲ့ရင်အများကြီးအဆင်ပြေပါတယ်အထမအချက်ကကိုအကျွေးဆက်သလိုသဘောထားပြီးဝေကြိုစုဆောင်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့အများစုကလားစာရလာရင်လိုအပ်တာတွေအရင်သုံးပြီးမှကျန်တဲ့ငွေကိုစုမယ်လို့တွေးတတ်ကြပါတယ်တကယ်တမ်းကျတော့ဘယ်တော့မှမကြံပါဘူးဒါကြောင့်လားစာရတာနဲ့တပြိုင်နက်ကိုအကျွေးဆက်တယ်လို့သဘောထားပြီးဝင်ငွေရဲ့အနည်းဆုံး10%ဒါမှမဟုတ်20%ကိုဗန်နေဖြစ်ဖြစ်ရွှေဝယ်စုတာဖြစ်ဖြစ်အရင်ဆုံးဖယ်ထုတ်ပြီးစုလိုက်ပါပြီးမှကျန်တဲ့ငွေနဲ့လောင်းဟအောင်ချိန်ဆပြီးသုံးစွဲပါဒီနီလန်ကငွေစုကျင်သူတွေမဖြစ်မနေလုပ်ရမယ့်အရေးကြီးဆုံးသောအလေးချင်းတစ်ခုဖြစ်ပါတယ်ပတ်စံကိုမျက်စိချင်းမှမထားဘဲထုတ်ရခဲ့တဲ့နေရာမှာသိမ်းဆည်းထားတာကအကောင်းဆုံးပါပဲနဝမအချက်ကတော့လွန်ခဲ့တဲ့2နှစ်ကဝင်ငွေအတိုင်းနေထိုင်ခြင်းဖြစ်ပါတယ်လူတွေကလားစာတိုးလိုက်ရင်ဒါမှမဟုတ်ဝင်ငွေပိုကောင်းလာရင်အသုံးစရိတ်ကိုလည်းအလိုလိုတိုးမြင့်လိုက်တတ်ကြပါတယ်အရင်ကရိုးဖုံးကင်နေရကနေလားစာတိုးတာနဲ့နောက်ဆုံးမှ iPhone ပြောင်းကင်တာမျိုးအရင်ကဘတ်စကားစီးနေရကနေအမြဲတမ်းကားငှားစီးရမျိုးတွေလုပ်တတ်ကြပါတယ်အဲ့လိုလုံးမဲ့အစားဝင်ငွေဘလောက်တိုးလာလွန်ခဲ့သော2နှစ်ကမိတ်ဆွေရခဲ့တဲ့လားစာအတိုင်းပဲအသုံးစရိတ်ကိုဆက်လက်ထိန်းထားပါပိုလာတဲ့ငွေအားလုံးကိုစုဆောင်ပါဒီလိုနေထိုင်ခြင်းအပြင်မိတ်ဆွေရဲ့ဘဝနေထိုင်မှုအဆင့်တန်းကဆက်ရှင်ကြီးမပြောင်းလဲသွားပေမဲ့နှစ်အနေငယ်ကြာလာတဲ့အခါမှာတော့တခြားသူတွေနဲ့မရှင်နိုင်တော့အောင်ခိုင်မာတဲ့ငွေကြေးအခြေအနေတစ်ခုကိုပိုင်ဆိုင်လာနိုင်မှာအသေးကြပါပဲနောက်ဆုံးဒသမအချက်အနေနဲ့ဝင်ငွေရရှိနိုင်မဲ့ဝါသနာတစ်ခုကိုရှာဖွေခြင်းဖြစ်ပါတယ်အားလက်ရှင်တွေမှာဂိမ်းစောတာရုပ်ရှင်ကြည့်တာတငယ်ချင်းတွေနဲ့ရှောင်းလေတာတွေကပတ်စံကုန်စီတဲ့ဝါသနာတွေပါပဲအဲ့ဒီအစားကိုယ့်အတွက်အကျိုးရှိပြီးဝင်ငွေလည်းရနိုင်မဲ့ဝါသနာတစ်ခုကိုပြောင်းလဲပြုစုပြောင်းထောင်ကြည့်ပါဥပမာစာရေးတာကိုဝါသနာပါရင်
ဘလော့ရေးတာဗီဒီယိုရိုက်တာဝါသနာပါရင် YouTube channel တစ်ခုထောင်တာဒါမှမဟုတ် graphic design လေ့လာတာဘာသာစကားအသစ်တစ်ခုခုသင်ယူတာမျိုးတွေလုပ်ယူနိုင်ပါတယ်။အဲဒီလိုအကျိုးရှိတဲ့ဝါသနာတွေကတဆင့်ကနေအစပိုင်းဝင်ငွေမရနိုင်သေးရင်တော့နောက်ပိုင်းမှာကိုယ့်ရဲ့အဓိကဝင်ငွေကိုပါကျော်လွန်သွားနိုင်တဲ့ဒုတိယဝင်ငွေလမ်းကြောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။အလကားနေရင်ပတ်စံကုန်မဲ့အစားကိုမြင့်စေရင်ပတ်စံချနိုင်တဲ့နည်းလမ်းတွေကိုအသုံးချပါ။အရှုံးအားဖြင့်ပြန်လည်သုံးသပ်ကြည့်ရမယ်ဆိုရင်ငွေကြေးလွတ်လပ်ခွင့်ရဖို့အတွက်ကြီးမားတဲ့လစာငွေတွေရနေဖို့မလိုအပ်ပါဘူး။ကျွန်တော်တို့နေ့စဉ်ဘဝမှာအမှုမဲ့အမှတ်မဲ့လုံးမိနေတဲ့အလေးချိန်လေးတွေကိုပြောင်းလဲပြဖို့ပဲလိုအပ်တာပါ။ဟောင်းနှံ့နေတဲ့ကားကိုဆက်စီပါ။အစားအသောက်ကိုရိုးရိုးရှင်းရှင်းနဲ့အိမ်မှာပဲဆက်စားပါ။အလွယ်လွယ်မရှိအောင်ဈေးဝယ်တာကိုရပ်တန့်ပြီးထိန်နေပါ။ရိုးရှင်းတဲ့ဝတ်စားတွေကိုဝယ်ဆင်ပါ။လစာရတာနဲ့ကိုအရင်ဆုံးပတ်စံပေးပြီးစုဆောင်ပါ။ဝင်ငွေတိုးလာပြီးမဲ့အသုံးစရိတ်တွေကိုမတိုးပါနဲ့။နောက်ဆုံးအနေနဲ့ဝင်ငွေရနိုင်မဲ့ဝါသနာတစ်ခုကိုဖန်တီးပါ။ဒီရှော့ဆယ်ချက်ဟာကြားရတာအရန်ကိုရိုးရှင်းပြီးပြင်းစရာကောင်းတယ်လို့ထင်ရပေမဲ့လက်တွေ့မှာတကယ်ကိုထိရောက်တဲ့နည်းလမ်းတွေဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးလူတွေသိချင်ကြတဲ့အကြောင်းကိုလည်းဆက်ပြီးပြောပြခြင်းပါတယ်။ဒီလိုရွှေတာလွန်ရင်ဘဝကရတာမရှိတော့ဘူးမဟုတ်လားဆိုတဲ့မိကွန်းပါပဲ။အဖြေကတော့ရွှေတာရဲဆိုတာနှမျောတွန့်တိုပြီးဘာမှမသုံးပဲနေခိုင်းတာမဟုတ်ပါဘူး။ကိုယ့်အတွက်တကယ်အရေးမပါတဲ့နေရာတွေမှာသုံးမဲ့ငွေတွေကိုဖြတ်တောက်ပြီးကိုယ့်ရဲ့အနာဂတ်လုံခြုံရေးအတွက်ဒါမှမဟုတ်ကိုယ်တကယ်တမိုးထားရတဲ့အရာတွေအတွက်ပြန်လည်ရင်းနှီးမြှုပ်နှံတာပါဥပမာနေတိုင်းကော်ဖီဆိုင်မထိုင်ပဲစုထားတဲ့ငွေနဲ့နှစ်ကုန်ရင်မိသားစုနဲ့အတူခရီးထွက်တာမျိုးကပိုပြီးအဓိပ္ပာယ်ရှိတဲ့ပျော်ရွှင်မှုတွေကိုပေးစွမ်းနိုင်ပါတယ်ဝင်ငွေကအရန်နည်းနေရင်ရောဘယ်လိုမျိုးစုဆောင်ရပါမလဲဝင်ငွေနည်းနေရင်တော့မှအနည်းဆုံး9%ဒါမှမဟုတ်10%ကိုတော့မဖြစ်မနေဖယ်ထားတင်ပါတယ်။ငွေပမာဏကအရေးမကြီးပါဘူး။ငွေစုတတ်တဲ့အလေးချင်းကိုတိစောက်ဖို့ကပိုပြီးအရေးကြီးပါတယ်။အလေးချင်းရသွားပြီဆိုရင်ဝင်ငွေတိုးလာတဲ့အခါမှာလည်းအလိုစုပြီးသားဖြစ်သွားပါလိမ့်မယ်။ဒီဗီဒီယိုလေးကနေမိတ်ဆွေတို့အတွက်ငွေစုကျင်စိတ်တွေတိုးပွားလာပြီးတကယ်လက်တွေ့ဘဝမှာအသုံးချနိုင်မဲ့အသိပညာတွေရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒီနေ့ပြောသွားတဲ့အလေးချင်း10ခုတည်းကနေဘယ်အချက်ကိုမိတ်ဆွေအနေနဲ့အရင်ဆုံးစတင်ပြီးပြောင်းလဲကျင့်သုံးသွားမယ်ဆိုတာကိုလည်းအောက်ကကွန်မန့်မှာဝင်ရောက်ပြီးဆွေးနွေးပေးခဲ့ဖို့ဖိတ်ခေါ်ပါတယ်။မိတ်ဆွေတွေရဲ့အတွေ့အကြုံတွေကတခြားသူတွေရဲ့အတွက်လည်းအများကြီးခွန်အားဖြစ်စေမှာပါ။တကယ်လို့ဒီဗီဒီယိုလေးကမိတ်ဆွေရဲ့အတွက်အမှန်တကယ်ပဲအကျိုးရှိခဲ့တယ်ဆိုရင် like လေးနှိပ်ပေးဖို့ပါပဲ။ပြီးတော့ကျွန်တော်ရဲ့ channel လေးမှာအခုလိုငွေကြေးဆိုင်ရာအသိပညာတွေတိုးတက်မှုဆိုင်ရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော်။နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ငွေကြေးလွတ်လပ်ခွင့်ဆိုတာနေချင်းညချင်းရလာတဲ့အရာတွေမဟုတ်ပါဘူး။စိတ်ရည်တိခတ်မှုဇွဲလုံးလာနဲ့မှန်ကန်တဲ့အလေးကျင့်တွေကိုနေ့စဉ်တိုင်းမမတ်လှုပ်ဆောင်သွားမှသာရနိုင်မယ့်အရာတွေပါ။ဒါကြောင့်ဒီနေ့ကစပြီးကိုယ့်ရဲ့ငွေကြေးသုံးစွဲမှုအလေးအထားကိုတေချာပြန်လည်သုံးသပ်ပြီးပြောင်းလဲတင်တာတွေကိုရဲဝဲဝုံပြောင်းလဲလိုက်ပါမိတ်ဆွေတို့ရဲ့အနာဂတ်ဟာဒီနေ့မိတ်ဆွေတို့စမလိုက်တဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာပဲမူတည်နေပါတယ်အချိန်ပေးပြီးအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုအကျေးဇူးအထူးတင်ရှိပါတယ်နောက်တဲ့ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲတာယာရှမ်းမြေ့တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေဘိုင်ဘိုင်